ကျွန်တော်ခိုင်းတော့ဒီဗီဒီယိုမှာကျွန်တော်က Granny ချိတ်ဆော်လေးကိုကျွန်တော်ပြပါကြည့်တယ်။ဒီအရင်ဆုံး Play မျိုးမှာရှိတဲ့ Google Play Store ကိုပြီးတော့ဒီမှာဘူးလေးကိုနှိပ်ပြီးတော့ခိုင်းဆွဲတော့ပါနော်ဒီဆိုတဲ့ဟောင်းလေးပါဒီကောင်ပါပါတယ်ဒီမှာကြီးโอเคဒါကတော့ Granny ချိတ်ဆော်လေးပဲဖြစ်ပါတယ်ဒါကဒီလေးနဲ့ဆက်လို့ရပါတယ်ကျွန်တော်ဒါကြောင့်မလို့ကျွန်တော်ဒီຢာလေးကိုကျွန်တော်โอเคဒါကျွန်တော်ဒီအားကြီးဒါကျွန်တော်ဒီကိုဝင်ပါမယ်ဘယ်လိုအောက်ပိုင်းလေးဒီစားလိုက်လို့ဒီကောင်လေးဒီစားโอเคဒီမှာဘယ်လိုဆိုရင်ဒီမှာကြီးကျွန်တော် Granny 2ကို download ထားပါမယ်โอเคဒါကျွန်တော် Granny 2ကို download လုပ်ပါတယ်โอเคပြီးတော့ကျွန်တော်တို့ဒီမှာကြီး play ဆိုတဲ့ကောင်နေတယ်ဒါဆို EU ဆိုတာကိုအဲ့ဒါကိုကျွန်တော်ထားလိုက်ပါ cross လုပ်နေတယ်โอเคပြီးတော့ level ရ video ကြီးပါပြီဒီကောင်ကကျွန်တော်ရဲ့ဟိုတော့မင်းရဲ့ကျွန်တော်ရဲ့အကောင့်ပေါ့နော်ကျွန်တော်ဝယ်စိတ်လေးရွှေလေးဒီ play ကိုနှိပ်ပါကြားနေတယ်ဒီမှာဒီကောင်က join and bind ဒီမှာ join in room မှာနေနေမင်းအခန်းလေးဝယ်ပါတယ် okay ဒါဆိုရင်တော့ကျွန်တော်က join and more ဆိုတော့တင်နေနေဆက်နေတာ okay တင်နေနေဆက်နေတာအဲ့ဒါလေးနေပါအားကြကျွန်တော်လက်ဆွဲလေးဒီမှာကျွန်တော်ကဖိုင်လုံးဝကြည့်ကြည့်ပါတယ်အားကြဒီချက်ကျွန်တော်ရေးနေတယ်နော်ကျွန်တော်ကဟာဒီရဲ့မြန်မာလို့ရေးလိုက်ပါမယ် ဘရိုကို comment မှာရေးခဲ့ကြပါဦးနော်ကြည့်ကြတယ်ဆိုရင်နော်ဒါတော့ကျွန်တော်က Granny ချိတ်ဆော်လေးတဲ့ဝင်ပါပြီဒီမှာ day 1 ရောက်ပါပြီဒါ Granny 1ပါဒါဆိုကျွန်တော်ကအဲ့မှာကြည့်အဲ့နေရာတငါချင်းနေနဲ့ရှိရတယ်ကျွန်တော်ကဒီကောင် engine pad ဒီ engine pad ဆိုတော့ကျောက်သွားပါမယ် engine pad ထားတဲ့ channel ကို
ခဲ့ရမလာသေးဘူးကွာကတ်သွားတယ်